အားလုံးပဲမင်္ဂလာပါရာဇာ audio book channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့တင်းញန်းစရကတရေမဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစခင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ခဲ့ကြပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာနတ်ဆိုးတော်ကောင်ကသူ့ရဲ့ဝေယုံနဲ့ကြီးနဲ့လောကကြီးတစ်ခုလုံးဖုံးအုပ်ထားတယ်ညကပင်းပိန်အောင်မောင်မဲနေတယ်နောက်ပြီးခြောက်ကြားစရာကောင်းအောင်တိတ်ဆိတ်ငြိမ်သက်လို့ဒီရတဲ့ဖေဖော်ဝါရီလရဲ့ဆောင်းညကလည်းတမောက်ရိုးရင်းချင်းစီတွေကချမ်းအောင်ရေခဲငွေတွေနဲ့ရဲရဲဆက်ပတ်ဖြန်းနေတယ်ဒီလိုမောင်မဲတဲ့တိတ်ဆိတ်ငြိမ်သက်တဲ့အချမ်းတဲလုံးတဲ့ညမှာမှဘယ်နေရာမှမသိတဲ့နေရာကဇရဲအိုကြီးတစ်ခုတည်းကိုသူတို့ရောက်နေကြတယ်သူတို့ဆိုတာကမမောင်သူရင်အောင်နဲ့မချောလေး၃ယောက်လို့ပါသူရင်အောင်ကသူ့ကောင်မလေးကိုထွေးပိတ်ထားသလိုကျန်တဲ့ကောင်မလေး၂ယောက်ကလည်းမမောင်ဘေးမှာတိုးဝေးနေကြတယ်အသားချင်းထိကပ်နေတာကြောင့်ကောင်မလေးတွေတကရုံခက်ခက်ဖြစ်နေတာကိုမမောင်သတိထားမိတယ်ကြောက်နေလို့လားမမောင်တီးတိုးမေးလိုက်တယ်ဟုတ်ကောင်မလေးတယောက်စီကတီးတိုးအတန်ထွက်လာတယ်အရန်အေးနေသလားဟုတ်အရန်အေးတာပဲကောင်မလေးကတတုံကြီးနဲ့ပြန်ဖြစ်တယ်မမောင်ကောင်မလေးတွေကိုတနာသွားတယ်သူ့ဝတ်ထားတဲ့နေတဲ့ဂျာကင်းကိုချုပ်ပင်းနေပေမဲ့သူ့အနီးမှာကောင်မလေး၂ယောက်ဖြစ်နေတယ်တယောက်ကိုပြီးရင်ကျန်တယောက်ကိုအားနာရမယ်နောက်ပြီးသူတို့၂ယောက်စလုံးမှာတယောက်ကသုံးမွေးအနည်းတယ်နဲ့တယောက်ကပို့ဖို့ဂျင်းကြီးလက်ရှင်နဲ့ဖြစ်နေတယ်ဒါကြောင့်နေတဲ့ချုပ်ပြီးဖို့ကိုဆယ်ကူးထဲမှာပဲဖျောက်လိုက်တယ်ဒီကောင်မလေးတွေကိုမမောင်ရင်ကမသိဘူးဒီညမှာစောက်တယ်ဘူးလားသူတို့နာမည်တောင်ခုချိန်ထိမသိရသေးဘူးတကယ်တော့ဒီညကပြောစရာကောင်းတာတဲ့ပို့ပြီးပြောစရာကောင်းရမယ့်ညစိတ်ချမ်းသာရမယ့်ညဒါပေမဲ့အစတည်းကချင်းတွေကိုဆိုသလိုစားတော့ကလေးကဘာမှမသိတဲ့အရေးမဲတစ်ခုသာကြီးစိုးမှခံနေရတယ်လို့မအီမလဲကြီးခံစားနေရတယ်စိတ်နှောက်ယှက်ဖြစ်စရာတွေကခုပြီးတစ်ခုအစင်မပြေမှုတွေကလည်းတစ်ခါပြီးနောက်တစ်ခါဘာဖြစ်လို့ဖြစ်နေမှမသိအောင်ကိုစိတ်ချုပ်သွေးစရာတွေကြုံနေရတယ်မကြောက်နဲ့နော်ဘာမှမစိုးရင်နဲ့ကိုတရားလုံးရှိတယ်သူတွေအောင်သူ့ကောင်မလေးကိုအားပေးနေတဲ့အတန်မမောင်ကြားလိုက်တယ်ငါတို့ရောက်နေတာဘယ်နေရာလဲမမောင်စဉ်းစားရင်ဇေယျကြီးရဲ့ပြင်ဘက်ကိုဟိုဟိုစီကြည့်လိုက်တယ်ပိတ်အမောင်ထဲမှာကောင်းကင်ရောင်လားကျဲရောင်လားနင်းမြူလားမဝေခွဲနိုင်တဲ့မမုံမဝအလင်းတချို့ဟိုတကွက်ဒီတကွက်တွေ့နေရတယ်သူတို့နောက်ကျောဘက်မှာကခြုံဖို့လိုအရာတချို့ရှိနေတဲ့ကွင်းမြက်ကျဲတစ်ခုဆိုတာသတိပြမိတယ်မမောင်ကြီးတွေကဇေယျကြီးတွေပြန်ရောက်လာတယ်ဇေယျကြီးကကြီးကြီးကျယ်ကြီးတိသားပြင်ချင်းတွေခင်းထားတယ်သူတွေမိုးထားတယ်အကာယံတွေကတော့လေးဘက်လေးတန်းစလုံးမရှိဘူးဇေယျကြီးရဲ့ကျမ်းပြင်ကမြေပြင်ကနေလူတစ်ထိုင်မကလွတ်တယ်ဇေယျကြီးဘက်ကိုတက်ဖို့အုတ်လီကားတိတ်တွေရှိတယ်ဇေယျကြီးတစ်ခုတော့မောင်မဲပြီးတိတ်ဆိတ်ငြိမ်သက်နေတယ်သူတို့အသက်ရှူတန်းတွေကိုပဲသူတို့ပြန်ကြားနေရတယ်သူတို့9ယောက်စုဝေးထိုင်နေတာကဇေယျကြီးရဲ့နောက်ဘက်အဆုံးမှာဖြစ်တယ်သူတို့ရှိမလန်မကန်ဇေယျချီရင်မှာမမောင်နဲ့သူရင်အောင်တို့ရဲ့ဆိုင်ကယ်နှစ်စီးထောင်ထားတယ်ဆိုင်ကယ်လက်ကန်နဲ့ရှေ့မီးလုံးကနီကယ်ရောင်တွေလက်နေတာကိုမောင်ထဲမှာမြင်နေရတယ်ဒီဇေယျကြီးကိုငါတို့လာတော့ကမတွေ့ခဲ့ဘူးကွာနော်သူရိတ်မမောင်သူရင်အောင်ကိုတို့လမ်းပြောလိုက်တယ်ဟုတ်တယ်ကွာငါလည်းတတိမထားမိခဲ့ဘူးဒီနေရာကမန္တလေးနဲ့တော်ဝေးနေပြီမမောင်ပြောလိုက်ပေမဲ့သူရင်အောင်စီကဘာတမ်းမှထွက်မလာတော့ဘူးသူလည်းဘယ်နေရာရောက်နေလဲဆိုတာစဉ်းစားတာဖြစ်နေမယ်လို့တွေးပြီးမမောင်စကားဆက်မပြောဘဲငြင်းနေလိုက်တယ်မမောင်ရောသူရင်အောင်ပါကြောက်တဲ့စင်းထဲမှာမပါဘူးနှစ်ယောက်စလုံးကအသက်35နှစ်ကျော်လူရွယ်တွေဖြစ်ပြီးလုပ်ငန်းရှင်တွေလည်းဖြစ်တယ်လက်အောက်ဝန်ထမ်းတစ်ပည့်လက်သားတွေကိုအုပ်ချုပ်နေရသူတွေစူတန်စု9တန်ကောင်းနေရသူတွေနောက်ပြီးလုပ်ငန်းရှင်တွေပြီးအခြားသောစီးပွားဘက်တွေနဲ့လည်းမျက်နှာရည်မျက်နှာကဲကြည့်ပြီးစကားပြောရတယ်ပြောချင်တာကသူတို့နှစ်ယောက်ရဲ့ကိုယ်ခန့်ညံ့ညံ့မဟုတ်ဘူးဆိုတာပါဒါပေမဲ့ဒီညဖြစ်ခဲ့တဲ့လက်ရှိလည်းဖြစ်နေတဲ့ဖြစ်ပျက်တွေကဘာဖြစ်မှန်းမသိနိုင်တဲ့ဖြစ်ပျက်မျိုးဖြစ်နေတယ်လောကတစ်ခွင်လုံးအမိုက်တိုက်ကြီးဖုံးလွှမ်းနေတဲ့ညနေတကောင်ရံချိန်ကြီးမှာဘယ်ရဲ့ဗေဒိတာမှမသိတဲ့နေရာတစ်ခုကလမ်းဘေးစရဲ့အိုကြီးတစ်ခုတည်းရောက်နေရတဲ့အဖြစ်လက်နဲ့ဆိုလို့လဲချုံမြင့်နေအောင်ကြောက်စက်နဲ့တွေးထားတဲ့ဝက်ဦးလေတစ်ချောင်းကလွဲလို့ဘာမှမရှိတဲ့ဖြစ်မြို့မနီးရွာဝေးနေရာစိမ်းမှာလူစိမ်းတွေရဲ့မမြင်နိုင်တဲ့အန္တရာယ်ကရရှိသေးတယ်ဒါကြောင့်ဆိုင်ကယ်တွေကိုမီးမဖွင့်ပဲဇေယျအမောင်ရိပ်မှာထိုးရဲထားရတယ်သူတို့ကိုယ်တိုင်လည်းညလူတွေကိုအမောင်နဲ့တရားတဲ့ဖြစ်အောင်ငြိမ်ဆက်နေရတယ်စလေးတောက်ချင်တယ်ကွာမိကြီးကမရှိတော့ဘူးဆိုင်ကယ်မောက်တဲ့နေရာမှာများကြားကြံရိတ်ခဲ့လာပဲသူတွေအောင်ကမမောင်ကိုသူတို့လမ်းပြောတယ်အောင်ထောင်းကွာအချင်းကြီးကဘယ်လိုမှမသိသေးဘူးမမောင်ပြောလိုက်တာကြောင့်သူတွေအောင်ငြင်းကြသွားတယ်ဟုတ်တယ်သူတို့ယောက်ျားသား2ယောက်အတွက်ကသုံးသက်တဲ့ကြားကကိစ္စမရှိဘူးကိစ္စရှိတာကကောင်မလေးတွေသူတို့ရှိနေမှတည်တော်လို့အရေးရဲ့အကြောင်းရဲ့ပြဿနာဖြစ်ရင်သူတို့ကိုငဲ့ရနေရတာနဲ့ကိုယ့်ဘက်ကတပန်းရှုံးမယ်ဖေဖော်ဝါရီကသူတို့ရဲ့အေးတဲ့တွေနဲ့အစွမ်းကုန်လွှမ်းခြုံထားတယ်ကောင်မလေးတွေစီကမိခိုက်တန်တဲ့ကဲထွက်နေတယ်လက်ကလေးတွေတင်းတင်းပိုက်ကိုလုံးလေးကိုအတက်နိုင်ဆုံးကြုံပြီးအေးတံကိုတွန်းလှန်နေကြတယ်
ဇေယျကြီးတစ်ခုလုံးခိုက်တမ်းများတိတ်ဆိတ်ငြိမ်သက်သွားပြန်တယ်ဟေးဘာတန်လဲကောင်မလေးတွေစီကအတန်ထွက်လာတယ်မမသတိထားပြီးနားထောင်တယ်လူတယောက်ရဲ့ခြေတံသူတို့အားလုံးခေါင်းနှစ်ပတ်နဲ့ကြီးသွားသလိုဖြန်းကနေဖြစ်သွားတယ်ကျက်သိမ်းမွေးချင်းတွေလည်းဖြန်းကနေထားသွားတယ်ခေါင်းနဲ့ထောင်ပြီးတန်ကြားရစီကြည့်လိုက်ကြတယ်လူတယောက်ဟုတ်တယ်လူတယောက်ဇေယျပေါ်တက်လာနေတယ်သပင်ပစီဖားထားချထားတဲ့ပုံစံကြောင့်မိမတယောက်ဆိုတော့ကိုမန်းဆနေတယ်ထထင်းကြတော့မဟုတ်ဘူးမမဲတဲ့တံပဲမြင်ကြရတယ်မိမတဲ့တံကဇေယျပေါ်ရှောက်နေတယ်ဒါပေမဲ့ကိုမောင်တို့လူရှိရာကိုမလာပဲဆက်ကျင်ဘက်ဖြစ်တဲ့အချိဘက်ဆုံးကိုရှောက်သွားတယ်ပြီးတော့ဆောင်းကြောက်ထိုင်ကြလိုက်တဲ့ကိုကောင်းကင်ရောက်နောက်ခံနဲ့တွေ့နေရတယ်ဟေးထိုင်နေတဲ့မမဲတဲ့တံမိမဟာစလိတ်ကိုဆက်မပြတ်ဖွာနေတယ်သူဖွာလိုက်တိုင်းစလိတ်မီးကရဲကနေဖြစ်သွားတယ်တခါမီးဘွားတွေတဖွာကြလို့မင်းပဲသွားမလို့လဲထမလို့ဟန်ပြနေတဲ့သူတွေအောင်လက်ကိုလှမ်းဆွဲရင်မမောင်မေးလိုက်တယ်စလိတ်မီသွားတော့မလို့မမောင်သူတွေအောင်ကိုတင်းဆွဲပြီးပြန်ထိုင်စေတယ်တောက်ခေါက်ရတော့မပဲသူတွေရဲ့ဒီကောင်မကငါမတင်ကြဘူးကွာမင်းကလည်းကြံဖန်ကြောက်နေပြန်ပြီသူတွေကအတွန့်တက်တယ်ဘာပဲဖြစ်ကွာမင်းမသွားနဲ့ခဏစောင့်ကြည့်မမောင်ရဲ့စကားတော့မဆုံးသေးဘူးထိတ်လန့်စရာဖြစ်တဲ့ဇေယျကြီးပေါ်မှာဆက်တိုက်ဖြစ်ပေါ်လာတယ်မီဒီယာနဲ့စလိတ်ထိုင်ပေါ်နေတဲ့မိမရုပ်ချီပြောက်ွယ်သွားတယ်တချိန်တည်းမှာပဲခြေဆောက်ပြီးတုံးကြေလောင်လမ်းလျှောက်နေတဲ့ခြေတံစည်းကျဲဝါကြထွက်ပေါ်လာတယ်တရေချောင်းနေတာကွာအကောင့်ထဲမမြင်ရပဲစူညံနေတဲ့ခြေတံတွေကြောင့်မောင်ရုပ်သူရင်အောင်ကချွေးပြန်သွားတယ်စူရင်စိတ်တွေကလည်းကြီးမားဖိစီးလာတယ်ကောင်မလေးတွေခင်ဗျာအကြောက်လွန်ပြီးအသားတွေတဆက်တုံးနေကြတယ်သူတွေအောင်တို့အတွဲလဲမောင်တို့အုပ်စုနာကိုတိုးလာတယ်သူတို့9ယောက်တရားလဲဖြစ်အောင်ထိကတ်သွားတယ်နနာဘောကကောင်ရဲ့ခြေတံက10မိနစ်လောက်ကြာအောင်ကိုဇဲပေါ်မှာတုံးမြည်အောင်လမ်းလျှောက်နေတယ်ပြီးမှလေကားကနေဆင်းသွားတယ်ခြေတံတွေပြောက်ွယ်ပြီးနောက်မှာမော့တိတ်ဆိတ်ငြိမ်သက်ခြင်းကခြောက်ကြားစရာကောင်းအောင်ပြန်ပြီးကြီးစိုးလာပြန်တယ်သူတို့အားလုံးရဲ့နှလုံးခုန်တန်တွေကတော့တရင်ကျဲလောင်နေတော့ပဲအမလီရုတ်တရက်ထွက်ပေါ်လာတဲ့မိမကြီးတယောက်ရဲ့ကြမ်းမပွဲရအတန်ကြီးနေတဲ့သူကောင်မလေးတွေရဲ့စူးစူးဝါထိတ်လန့်တရားအော်တန်တပြိုင်တည်းလိုထွက်ပေါ်လာတယ်အခြေအနေကတစားတဲ့စားပိုပြီးဆိုးဝါးနေတယ်လို့မောင်ခံစားနေရတယ်ထိတ်လန့်ခြောက်ကြားစရာနာနာဘဝတွေရှိတဲ့ဘာမှမသိတဲ့နေရာကသူတို့အများဆုံးထွက်ခွာသွားခြင်းနေပြီဒါပေမဲ့ဆိုင်ကယ်နှစ်စီးမှာသူတွေအောင်ဆိုင်ကယ်ကပြတ်သွားပြီမောင်ဆိုင်ကယ်တစ်စီးပဲစီးလို့ရတော့တယ်ဆိုင်ကယ်တစ်စီးသူတို့9ယောက်စီးဖို့ဘလို့မှမဖြစ်နိုင်တော့ဘူးဒီအချိန်မှာအားကိုးရာကတခုပဲရှိတော့တယ်မန္တလေးကသူတို့ဘက်စီဖုံးဆက်လမ်းကြောင်းပြောခွင့်ကားနဲ့လာကြဖို့ခက်နေတာကဖုံးဆက်လို့မရတဲ့ကိစ္စသူတွေအောင်ဆိုင်ကယ်အက်ဆီဒက်ဖြစ်ချင်းသူတို့ဇေယျစီရောက်ချင်းဖုံးနေချင်းခေါ်ပြီးဆက်တယ်မှုအေရီးယာပြင်ပရောက်နေပါတယ်ကြီးဖြစ်နေတယ်မောင်သူ့ဖုံးဝင်ထုတ်ပြီးတတိယအချိန်ဖုံးခေါ်ပြန်တယ်ဖုံးဝင်သွားတယ်ဒါပေမဲ့တစ်ဖက်ကမကန်သေးဘူးတူဆိုတဲ့အတန်ရှည်ကိုပဲကြားနေရတယ်တက်မှတ်ချိန်ပြည့်တဲ့အထိဖုံးမကန်ဘူးဘယ်သွားနေလဲမသိဘူးမောင်သူ့တစ်ဘက်ကိုပြပြနေဆဲပြစ်လိုက်တယ်အဲ့ဒီချိန်မှာတရေမရဲ့ရင်မောတန်တွေပြောင်းသွားပြီးဇေယျကြီးတစ်ခုလုံးကြောက်စရာကောင်းလောက်ငြိမ်ချသွားပြန်တယ်တကယ်တော့ဒီညဖြစ်ပြနေတဲ့ထိန်းချောက်ချပွဲဖြစ်ရတွေစင်ကန်းဆိုလို့စင်မပြေမှုတွေပြဿနာတွေဖြစ်အောင်ဇလန်းစားခဲ့သူကသူတွေအောင်ပဲဖြစ်တယ်သူတွေအောင်ကမောင်တငယ်ချင်းမောင်လိုပဲကားပစ္စည်းရောင်းဝယ်လုပ်နေတဲ့လုပ်ငန်းရှင်တယောက်ပဲတငယ်ချင်းကလည်းဖြစ်လုပ်ငန်းချင်းနဲ့ဆက်နေတာကြောင့်သူတို့နှစ်ယောက်ဆက်ဆံရေးကညီရဲကိုလိုဆက်ဆံရေးဖြစ်တယ်မောင်ကစီးပွားရေးကိုဝေးစားတယ်ပရာဟိတလုပ်ငန်းတွေမှာဝါသနာထုံးတယ်သူတွေအောင်ကြတော့လုပ်ငန်းကိုဖိစီလုပ်ပြီးမဲ့ပြောချင်းပါချင်းတယ်ပျော်ရှင်ပေါ့ပါနေခြင်းတယ်ဒီနေ့ညတုံးသိနေရတဲ့ပြဿနာတွေကလည်းသူ့ရဲ့ပျော်ပါးကနေပဲစတင်ခဲ့တာဖြစ်တယ်သူတွေအောင်စိတ်ပန်းဖြစ်ဖို့ဆိုပြီးကာရာအိုကေသွားဆိုတယ်သူတချင်းသွားဆိုတဲ့ KTV ကမန္တလေးမြို့လယ်ကနာမည်ကြီး KTV အပြင်စင်တက်ရလာတယ်ဝန်ဆောင်မှုကောင်းတယ်အစားတော့လူလာရတယ်နောက်ပြီးအခန်းနဲ့နတ်သမီးလေးတွေကရမ်းလာတယ်သူတွေအောင်အဲ့ဒီ KTV ကအလားတန်သမီးလေးတစ်ပါးနဲ့ညီသွားတယ်ဒီအကြောင်းတွေကိုမောင်သိတယ်အိမ်တော်နဲ့တယောက်အနေနဲ့မဖြစ်တင်တာမဖြစ်ဖို့တတိပေးစကားပြောတယ်တကယ်ချင်းစိတ်ဆိုးမှကြောင့်ဒီထက်ပိုပြီးလည်းမပြောရဲခဲ့ဘူးအခုတော့သူတို့နှစ်ယောက်ဇလန်းထဲမှာမောင်ကန့်လန့်ပါနေရပြီည7 နာရီလောက်မှာသူတွေအောင်မောင်စီဖုံးဆက်တယ်ကိုမောင်ကြီးဒုက္ခပြီးတယ်မအောင်မိပါနဲ့တခုကူညီပါအောင်ဗျာညာကြီးမင်းကြီးအေးကလည်းအေးဘာကူညီတွေတောင်းအောင်မှလည်းမသိဘူးမောင်စိတ်ထဲကတွေးရင်သူတွေအောင်ကိုပြန်ပြောတယ်အေးပြောသူတွေငါဘာကူညီရမလဲဒီလိုကိုမောင်ကြီးဒီနေ့ကဖေဖော်ဝါရီ14ရက်ချစ်သူများနေ့လေကျွန်တော်ကောင်မလေးနဲ့ကျွန်တော်ရှောက်လေဖို့စီစဉ်ထားတယ်အဲ့ဒါသူကဘေးရင်တောင်းမေးကျင်တယ်လေဗျာသူတငယ်ချင်းကောင်မလေးနှစ်ယောက်လည်းလိုက်မယ်အဲ့ဒါကျွန်တော်တို့ကိုမောင်ကားနဲ့လိုက်ဖို့ပြီးပါဦးအေးရတယ်မင်းတို့ဘယ်မှာလာခေါ်ရမလဲ
လမ်းထဲကမိုးနဲ့သူစာ KTV ရှိကိုည10နိုင်ရအောင်လာပြီးပါကျွန်တော်တို့ထွက်ဆောင်နေမယ်အေးငါဆက်လာခဲ့မယ်မမောင်ဖုံးပေးလိုက်တယ်လည်းလို့တဲ့သူလိုက်ထွက်ကခီးလွန်နေတယ်တပည့်ရင်းဝင်းကိုနဲ့အော်ဒါပါသွားတယ်9နိုင်လောက်ပြန်ရောက်မယ်မမောင်စိတ်အိလေပဲထိုင်နေလိုက်တယ်ဖြစ်ကျင်တော့ကားက9နိုင်ကျော်တဲ့အထိပြန်မရောက်လာဘူးဝင်းကိုစီဖုံးခေါ်တော့လဲဖုံးကမဝင်ဘူးဒီလိုနဲ့9နိုင်ခွဲတော့တယ်သူတွေအောင်ချင်းထားတဲ့အချိန်နီးလာတာကြောင့်မမောင်ဆိုင်ကယ်နဲ့ပဲထွက်လာခဲ့တယ်10နိုင်ထိုးကနေပြီးညလည်းတော်တော်နဲ့နေပြီဒါရင်မဲ့မန္တလေးမြို့ကြီးကတော့ရစ်တံမှန်နေတော့လမ်းမီးတန်တွေစိုးဒီရဲ့မီးလုံးတွေနဲ့ညအမောင်ကိုအန်တုနေကြတယ်ကျေပြက်တဲ့လမ်းတွေပေါ်မှာကားတွေဆိုင်ကယ်တွေမီးတဝင်းဝင်းနဲ့ဟွန်းတဲ့ညံညံနဲ့ဟိုမှနေဒီမှဟိုရှုပ်တွေပြေးသွားနေတယ်အထိုက်မြင့်တက်ကြီးပေါ်မှာအခြားတိုက်တာအဆောက်အုံတွေပေါ်မှာမီးရောင်စုံဆိုင်ဘုတ်တွေကနီးလိုက်စိမ့်လိုက်ပြလိုက်ဝါလိုက်နဲ့အသိခင်ဟောင်းအခြေအနေတွေနဲ့လုံးဝကြွယ်ပြားခြားနေခဲ့ပြီမဲ့မန္တလေးတီကလည်းတမျိုးတစ်ပုံလှပနေတော့မှာပဲမမောင်ကဆိုင်ကယ်စီးကျွမ်းကျင်သူပြီးအရှိန်ကိုမြင့်တယ်ရှုပ်ထွေးနေတဲ့ကားတွေဆိုင်ကယ်တွေကိုကြော်လိုက်ဝါလိုက်တိမ့်လိုက်ရင်းလိုက်နဲ့မောင်းနေလာတယ်မိုးနဲ့သူစား KTV ရောက်တော့10နိုင်တိတိသူဆိုင်ကယ်ထိုးရဲ့သူရင်အောင်နဲ့မချော်လေးတွေကလည်းဆိုင်ထဲကထွက်လာချင်းကြိုက်ပါပဲမမောင်ကကားခီးလိုနေတဲ့ကြောင်ရှင်းပြတယ်ဒါဆိုလည်းရပါတယ်မိမိကကိုယ်ဆိုင်ကယ်နဲ့လိုက်ညီမတို့နှစ်ယောက်ကကိုမောင်ဆိုင်ကယ်နဲ့လိုက်ကိုမောင်အဆင်ပြေတယ်မဟုတ်လားသူရင်အောင်ကသူ့ဘာသာစီစဉ်ချပြီးမမောင်ကိုမေးတယ်မမောင်ခေါင်းချင်းပြလိုက်တယ်โอเคကျွန်တော်ရှိကသွားမယ်သူရင်အောင်သူ့ဆိုင်ကယ်ပေါ်တက်ခွာပြီးဆက်နိုးတယ်မိမိဆိုတဲ့သူ့ကောင်မလေးဆိုင်ကယ်ပေါ်တက်သူ့ခါကိုဖတ်လိုက်တာနဲ့ဘောကနေထွက်သွားတယ်မမောင်မင်းချောလေးနှစ်ယောက်ကိုတင်ပြီးသူရင်အောင်ဆိုင်ကယ်နောက်ကလိုက်လာခဲ့ရတယ်သူတို့ဆိုင်ကယ်တွေကတစားနဲ့စားမန္တလေးမြို့ပြင်ပရောက်လာတယ်မမောင်ကသူ့ဆိုင်ကယ်ကိုအချိန်နဲ့ငယ်ရှော့ချလိုက်တယ်သူတို့ဘယ်ကိုသွားမယ်လို့ပြောလဲခေါင်းကိုဆောင်းခဲ့ပြီးနောက်ကမချော်လေးကိုအုံမေးတယ်တမီးတို့မသိဘူးကိုမမောင်နဲ့ကဲတဲ့ကောင်မလေးကပြန်ပြောတယ်ဆိုင်ကယ်အချိန်ကြောင့်ဒီတူတိုက်နေတယ်အတန်တွေကလည်းကြားလိုက်မကြားလိုက်မို့မမောင်ဘာမှမမေးတော့ပဲဆိုင်ကယ်ကိုပဲဂယူးတစ်ဆိုင်မောင်းလာခဲ့တယ်မန္တလေးရန်ကိုအမြန်လမ်းမကြီးပေါ်တက်ကနေသူရင်အောင်သူတို့ကိုစောင့်နေတယ်မမောင်ဆိုင်ကယ်အချိန်ကျော်ပြီးသူရင်အောင်ဆိုင်ကယ်ပြီးမှရှင်လဲရတယ်မန်းရဲ့ဆောင်းကရဲရဲဆက်ဆွမ်းပြနေတာကြောင့်ဂျာကင်စစ်ကိုအဆုံးထိအောင်ဆွဲစေတယ်ခေါင်းစုပ်ကိုလည်းနောက်ရက်ဖုံးအောင်ဆွဲချလိုက်တယ်အေးတဲထန်လို့လာကြောင့်လက်အေးဆိုးထားတာတော့လက်ချောင်းတွေထုံကျင်နေတယ်ဆိုင်ကယ်မီးရအောင်မှာအားနာပြုံရင်းတွားပြပြနေတဲ့သူရင်အောင်မျက်နှာကိုမြင်နေရတယ်တော်တော်ချမ်းနေလားကိုမောင်အေးကွာမင်းတို့တော့မသိဘူးငါတော့တော်တော်ချမ်းနေပြီရောက်ရမယ်နဲ့သူတွေကိုမောင်ရေးကျွန်တော်လည်းမရောက်ဘူးမမီကတခါရောက်ဘူးတဲ့ဒါကြောင့်သူလမ်းပြလိုက်တယ်မောင်းနေရတာရှင်းနာကမျိုးလို့ပြောတာပဲရပါတယ်ကွာခုမှတော့မထူးပါဘူးရအောင်လာသွားပြီတော့ဒါထက်ဗေဒင်းဆရာကညီးနဲ့တန်းကောင်မရှောင်ဟောတာပဲလားကျွန်တော်လည်းအဲ့ဒါမမီမေးကြည့်သေးတယ်24လိုင်းလာခြင်းတဲ့အချိန်လားအစင်းနေမယ်လို့ပြောတယ်တဲ့ဒါဆိုလည်းဆက်ပြီးချီတက်ပေါ့ကွာသူတို့ဆိုင်ကနေစီအမြန်လမ်းမကြီးတန်းဆက်မောင်းလာကြတယ်တနိုင်လောက်ကြာတော့မှမြို့ငယ်လေးတစ်မြို့ကိုတွေ့တယ်မုံဝါးလေးနဲ့လမ်းမီးရောင်တွေအောက်မှာတမျိုးလုံးလုံးလိုအိမ်မောကျနေပြီအတက်ဝင်လှူရှားနေတာဆိုလို့ကားလာနေပြီးကလက်ဖက်ရည်ဆိုင်လေးဆိုင်ပဲရှိတယ်လက်ဖက်ရည်ဆိုင်ရှိမှာအဝေးပြေးကားကြီးနှစ်စီးရက်ထားတယ်လူအချို့လက်ဖက်ရည်တောက်နေကြတယ်မမောင်တို့အုပ်စုဆိုင်ကလေးရပြီးလက်ဖက်ရည်ဆိုင်ထဲဝင်တယ်လက်ဖက်ရည်နဲ့မုံတွေမှာစားပြီးစားကြတော့ကြတယ်ဗေဒင်းဆရာအင်းကဘယ်နားမှလဲမမီမမောင်သူရင်အောင်ကောင်မလေးကိုမေးလိုက်တယ်ဒီမျိုးထဲမှာတော့မဟုတ်ဘူးကိုဒီကနေစဉ်ရွာလေးတွေကိုတွားရအောင်ပါအေးနှစ်ခေါက်လာတော့ကနေဘက်ဆိုတော့အခုမျက်စိလေးပြီးမမှတ်မိဘူးဖြစ်နေတယ်မမီကလက်ဖက်ရည်ခွက်ကိုစပဲဝတ်ပြန်တင်ရင်းပြောတယ်ရွာနာမည်ကဘာတဲ့လဲတမမြိုင်နဲ့ကိုမမောင်ငွေချင်းကောင်ကဆန်းရှင်မျိုးသားစီသွားပြီးတမမြိုင်ရသွားမယ်လမ်းကြောင်းကိုမေးတယ်တမမြိုင်ရောက်သွားမယ်ဆိုတဲ့စကားကြောင့်ဆန်းရှင်မျက်လုံးပြင်းပြဆန်ပြဖြစ်သွားတယ်ခမများတို့ကဒီချိန်ကြီးကြမှာတမမြိုင်ရောက်ဘာကိစ္စသွားကြမှာလဲဘေးတင်သွားမိမလို့ပါရွာကတော့လမ်းညွန်လို့ရပါတယ်ဒါပေမဲ့ခမများတို့မသွားတင်ဘူးနော်အရင်အန်ဒီရများတယ်အခုမန္တလေးကိုပြန်မနေ့လေးမှပြန်လာပြီးမင်းရင်ကောင်းမယ်မမောင်တို့ဝိုင်းအောင်ပြန်လာတယ်ဆိုင်ရှင်ပြောတဲ့စကားအလုံးတလုံးမကျန်ပြန်ပြောတယ်ဒီရောက်မှတော့ကိုရဲ့ဆက်သွားရအောင်ပါမမီကသူရင်အောင်လက်ကိုလှုပ်ရမ်းပြီးချက်ချက်နဲ့ပြောတယ်ဟုတ်တယ်ကိုညီမတို့လည်းသွားကျင်တယ်ဘေဒင်ကအရမ်းမှန်တယ်ဆိုလို့ဆိုင်ကမနေ့ခွင့်တောင်းပြီးလာရတာနောက်ဆိုခွင့်ကလည်းရမှာမဟုတ်လို့ပါကိုရနော်ကောင်မလေးနှစ်ယောက်ကပါဝိုင်းပြီးပူစားတယ်မိမဒီများတိတ်ခတ်ညာကြီးမင်းကြီးအိန္ဒိယရှိတဲ့လမ်းမှာပြောတာတော့အငမ်းမရသွားကျင်နေတယ်ဖြစ်လာရင်သူတို့ပဲမျက်လုံးကလေးကလေးကလေးနဲ့မမောင်စစ်တဲ့ကပြောပြလိုက်တယ်ဒါပေမဲ့ခဏကြာမှတော့လက်ဖက်ဆိုင်ပန်ချင်းကမသွားတည်မှုအန္တရာယ်ရှိတယ်လို့အတန်တန်တားရကြကပဲတမမြန်ရောင်ကိုသွားရမယ်လမ်းကြောင်းမိပြီး
သူတို့ဆိုင်ကနေစီဆက်ထွက်လာခဲ့ရပြန်တယ်မန္တလေးရန်ကုန်လမ်းမကြီးတိုင်းဆက်ထွက်လာကြတယ်နမိုင်းလောက်စီးပြီးတော့လက်ဖက်ဆိုင်ပိုင်ရှင်ညွှန်လိုက်တဲ့အတိုင်းမြောင်းကျော်တရားတစ်ခုကိုတွေ့တယ်မြောင်းကဆေးရင်မြောင်းလေတွေရာတွေကိုဆေးရင်လွတ်ပြီးဖို့အခိုင်အမာတိဆောက်ထားတဲ့ကွန်ကရစ်မြောင်းဒီတော့မှသူတို့အမြန်လမ်းမကြီးပေါ်ကနေဘယ်ဘက်ကိုဖယ်ဆင်းလိုက်တယ်ဖြောက်တန်းနေတဲ့မြောင်းပေါင်ဘေးမှာမြင်းပန်တစ်ကြောင်းလိုရှင်သွားနေတဲ့မြေသားလန်းတလန်းရှိနေတယ်ဟုတ်တယ်ကိုဒီလမ်းကဘီနေဆရာကြီးနေတဲ့ရွာကိုသွားတယ်လမ်းမြောင်းပေါင်ဘေးကလမ်းတိုင်းတက်တက်လိုက်သွားရတာရောင်ဝင်ချင်းလမ်းထင်းနေအိမ်ကျော်ကချမ်းဘီနေဆရာကြီးရဲ့ချမ်းပဲတစ်ခေါက်ရောက်ဘူးတဲ့မိမိကရင်မြောင်းပေါင်နဲ့လမ်းကွန်မြေမှာတတိယပြီးပြောတယ်သူတို့ဆိုင်ကနေစီရှင်မေးကြီးတွေအားကိုးပြီးပြောင်းပေါင်ဘေးလမ်းတိုင်းဆက်လိုက်လာခဲ့ကြတယ်တနင်္လာလောက်ဝင်လာရတယ်လမ်းအဆုံးမှာရွာတရားကိုတွေ့တယ်ဆိုင်ကအချိန်ချော့ခြံတွေကြည့်စီးလာတယ်ဒီခြံမဲကိုမိမိပြောတဲ့ခြံရှိမှာဆိုင်ကတွေရက်လိုက်ကြတယ်24နိုင်လာခြင်းတဲ့အချိန်လားအစင်းနေပဲဆိုတော့စကားတိုင်းပါပဲညဆန်းတဲ့နောက်ဖြစ်မိမဲ့ခြံတကားပိတ်မထားဘူးဖွင့်ထားတော့ခြံကြီးထဲမှာရေနံချစ်တွေဝအောင်တုတ်ထားတဲ့နှစ်ထပ်ပြင်တော်အိမ်မဲကြီးတစ်လုံးရှိနေတယ်ခြံကြီးဆိုင်ကရက်တာနဲ့အရက်ခပ်ပူလူတယောက်သူတို့စီရောက်လာတယ်ဆရာကြီးရှိလာဦးလေတမီးတို့ပြီးချင်းမေးချင်းလို့ပါမမီကရောက်ဘူးလို့ပြီးနှုတ်တို့ရှာတို့ပြောလိုက်တယ်အေးဆရာကြီးရှိတယ်လာကြသူရင်အောင်နဲ့မချောလေးတုံးအောင်လာကြတဲ့လူကြီးနဲ့လိုက်သွားတယ်မမောင်ကတော့လိုက်မသွားတော့ဘူးငါမလိုက်တော့ဘူးသူတွေမြန်မင်းပြီးတာပြင်ထွက်ခဲ့အချိန်ကတအားလင့်နေပြီမမောင်သူရင်အောင်ပြောတယ်ပြီးတော့ခြံကြီးအုပ်ပုံထိုင်ဖုံးကိုထုတ်ခင်းဆောင်နေလိုက်တယ်ရွာလန်းတန်းလုံးမီးလုံးမီးတန်တွေချိတာကြောင့်အလင်းအောင်ရနေတယ်ဒါပေမဲ့လမ်းမီးနဲ့ဝေးတဲ့ဘက်မှာတော့အမောင်ကနက်နက်ရှမ်းကြီးကြီးစိုးနေတော့မယ်နိုင်ဝဲလောက်ကြတော့သူရင်အောင်ထွက်လာတယ်ကိုမောင်အိမ်မော်လိုက်ကောင်ဆရာကြီးကခေါ်ခိုင်းတယ်မမောင်စိတ်ပြက်လက်ပြက်နဲ့တပြင်းတစ်ချက်မိုးထုတ်လိုက်တယ်တချင်းကညနေတကောင်ဖြစ်နေပြီဖေဖော်ဝါရီရဲ့အေးတက်ကလည်းအယူခိုင်အောင်ပြင်းထန်နေတယ်နောက်ပြီးမရင်းနှီးတဲ့ဒေသစိမ်းနေမြေစိမ်းလွန်ခြုံမှုမရှိဘူးလို့စိတ်ထဲမှာခံစားနေရတယ်ဒါကြောင့်ပြန်ကျင်နေတယ်သူရင်အောင်ထွက်လာလို့ပြီးပြင်ရတော့မယ်ထင်ပေမဲ့အခုတော့မဟုတ်ပြန်ဘူးဗေဒင်ဆရာကသူ့ကိုခေါ်နေတယ်တဲ့ဗေဒင်နေနဲ့တင်နေပတ်သက်ရင်မမောင်ကစိတ်မဝင်စားဘူးစိတ်မဝင်စားပေမဲ့မယုံဘူးတော့မဟုတ်ဘူးယုံနေလည်းမဟုတ်ဘူးသူ့ဘာသာရှိခြင်းရှိမယ်ရှိခြင်းမှလည်းရှိမယ်ဘယ်လိုဖြစ်ဖြစ်ရင်မစော်ကားဘူးမပုတ်ခတ်ဘူးကို့ဘာသာနေမယ်ဆိုတော့စိတ်မျိုးရှိတယ်ဒီစိတ်ကြောင့်လည်းဗေဒင်ဆရာကြီးကိုသူလည်းမသွားခဲ့တာအခုလိုခေါ်ခိုင်းလိုက်တယ်ဆိုတော့လေမကောင်းပါဘူးလေဆိုပြီးမမောင်လိုက်သွားတယ်နဆောင်ပြန်ပြင်အောင်အိမ်မဲကြီးရဲ့အောက်ထပ်ဟိုကမ်းမှာဆရာကြီးကိုတွေ့ရတယ်မင်းတို့9ယောက်စလုံးနဲ့ပတ်သက်ပြီးအနေနဲ့သုံးတရားကြောက်ရလိမ့်မယ်လို့ဆရာမြင်နေတယ်မင်းအနေနဲ့လည်းပြင်မာအနေရရှိတယ်ဒါကြောင့်ငါခေါ်ခိုင်းလိုက်တာအမှန်တမ်းဝန်ခံရရင်နက်ကတော့တွေဝင်နေဆရာရဲ့ဒီလံကိုမမောင်တိတ်မကြိုက်ဘူးသူတို့ပဲအသက်သူတို့ပဲတိသူတို့ပဲအတော်သူတို့ပဲနားလေသူတို့လူစမှုမှာမရှိဘူးဆိုတဲ့အတန်တွေနဲ့အပေါ်စီးကနေပြောတတ်ကြတယ်အခုလေဒီလိုပဲတယုံလူတွေတွေ့ပြတ်သွားနိုင်တဲ့စကားလုံးတွေနဲ့မအောင်ပြောနေတယ်အနေနဲ့သုံးတရားကြောက်ရလိမ့်မယ်တဲ့သူကဘလောက်တကူရှိလို့သိနိုင်တာလဲဗေဒင်ဆရာမဟုတ်ရဲ့လားမော်ဆရာကြီးလားမိမိဒေတာမဟုတ်တဲ့အခြားတပားရဲ့ရာညာနဲ့တကောင်မောင်နဲ့မင်းမရောက်နေရလူတွေကိုအန်ဒီရဲ့ကြောက်အောင်မယ်လို့ပြောတာချင်းချောက်တာပဲမိအီမသာသွေးတွေကြောင့်မမောင်စိတ်ကတိကောက်ဖြစ်သွားတယ်ဒါကြောင့်မင်းတို့အားလုံးမပြန်ကြနဲ့တော့ဒီမှာပဲအညာအိတ်ကြဘာမှမဖြစ်စေရဘူးငါသားဝန်ယူတယ်မနှံ့ကြမှာထပြန်ကြပေါ့ဆရာကြီးကထပ်ပြောတယ်မမောင်သူရင်အောင်ကိုကြည့်လိုက်တယ်သူရင်အောင်ကလည်းမမောင်ကိုကြည့်နေတယ်ကောင်မလေးတွေကတော့မမောင်ကိုတလဲသူရင်အောင်ကိုတလဲကြည့်နေကြတယ်မမောင်သူရင်အောင်ကိုမတိမတာခေါင်းရမ်းပြတယ်သူရင်အောင်ကလည်းသူ့ကိုခေါင်းချင်းပြတယ်ကောင်မလေးတွေရဲ့မူရာကလည်းဘာပဲဖြစ်ဖြစ်မန္တလေးရောက်ပြန်မယ်ဒီမှာညမအိတ်ချင်ဘူးဆိုတဲ့အမူအရာရှိတယ်ကောင်မလေးတွေမပြောနဲ့မမောင်တော်ဒီအိမ်ကြီးမှာခဏနေရတာကိုစိတ်ထဲကတရိုးတရီဖြစ်နေတယ်ကြည်လေလက်စင်မရှိပေမဲ့တအိမ်လုံးလင်းချင်းရှိအောင်ထုံးမထားဘူးဟောကန်ထဲမှာမတိမ်မကွဲမုံကြီးဝဝမြင်ရယုံမီလီလေးပွင့်ပဲထွန်းလာတယ်ဗေဒင်ဆရာကြီးရဲ့နောက်ကျောဘက်မှာလည်းဘာမှမသိတဲ့ရုပ်တွေခြားထားတယ်အယုတ်တွေကမြင်တွေ့နေကြနတ်ရုံမျိုးမဟုတ်ဘူးအမြင့်တပေလောက်ရှိတဲ့လူအယုတ်တွေအချို့ရုပ်တွေကခေါင်းပြက်တွေဟောကန်နဲ့ဝင်လိုက်တာနဲ့တာမန်လူတယောက်ကိုလက်ပြန်ငင်တော့ချောက်ချားစိတ်ဝင်လာအောင်တမင်ဖန်တီးတဲ့ရိုက်ချက်တွေငါကလှုပ်ရှိသေးတယ်ညအိတ်လုံးမဖြစ်ဘူးမမောင်သူတွေအောင်ပြောတယ်ဟုတ်တယ်ကျွန်တော်လည်းပြန်မယ်တမီးတို့လည်းပြန်နေတယ်အားလုံးကပြန်နေကြတယ်ဒါကြောင့်မမောင်ကပဲကြည်ကောင်းအောင်ပြောလိုက်တယ်ကျေးဇူးတင်ပါတယ်ဆရာကြီးဒါပေမဲ့နောက်ပိုင်းမှာကလည်းအလုပ်တွေကတန်းလန်းနေမှုမအိတ်တော့ပါဘူးကျွန်တော်တို့ပြန်လိုက်ပါဦးမယ်ပြန်ရင်လည်းပြန်ကြပါကွာငါကတခုခုဖြစ်မှာဆိုလို့ပြောတာမင်းတို့အပေါ်အန်ဒီရကြမှာကိုငါကြိုတင်မြင်နေတယ်တားလို့မရတော့လည်းမတတ်နိုင်ဘူးတတိထားပြီးပြန်ကြပါကွာဆရာကြီးကအဆုံးစကားပြောတယ်မမောင်တို့လည်းနှုတ်ဆက်ပြီးပြန်ခဲ့ကြတယ်
အပြင်မှာတော့မောင်မဲနေတော့ခက်ခက်တောင်ချမ်းနေတော့ဘလူပဲဖြစ်ရုံးစိမ့်ကြောက်စိတ်တွေဖြစ်အောင်လက်ပြန်ငင်အောင်ဖမ်းစားနေတဲ့ဒီအိမ်မဲကြီးကထွက်လာရတော့ပဲငါပုလက်ကလွတ်သွားတဲ့လာမင်းကြီးလိုအော်လန်းမော့စရာလက်ကလွံ့မြောက်ခဲ့ရတယ်လို့မမောင်ဝမ်းတာနေတယ်တခုတော့ရှိတယ်အန်ဒီရဲ့ကြောက်လိမ့်မယ်လို့တိတိကျကျပြောလိုက်တဲ့ဗီဒင်ဆရာကြီးရဲ့တန်နဲ့အရင်အန်ဒီရဲ့များတယ်ဒီညဒီရောက်ကိုမတော်တင်ဘူးလို့မျက်လုံးပြည့်မျက်ဆန်ပြူတားမြင့်ခဲ့တဲ့လက်ဖက်ရည်ဆိုင်ပန်းရှင်ရဲ့တန်တွေကမမောင်နားတဲ့တလက်စီဝင်လာနေတယ်ကြောက်စရာရေမဲကြီးတို့လွှမ်းမိုးနေတယ်ဒါဘာစကားတွေလဲဘာလို့ပြောကြတာလဲဒီလန်ခီမှာအန်ဒီရဲ့ပြနိုင်တဲ့တစုံတစ်ခုရှိတာဆိုတာအသေးချာသိနေကြတာလားအဲ့ဒီတစုံတစ်ခုဆိုတာရောဘာလဲလူစိုးတစ်ခိုးတွေလားဒါမှမဟုတ်နန္ဒဘဝတစေတည်းရဲ့လားအသွေးမျိုးစုံကသူ့နောက်ကိုကမ်းကြီးလိုက်ပါလာကြတယ်အမှန်တော့သူတို့သွားမဲ့လမ်းမှာတရေ6တယ်လို့အလွန်နာမည်ကြီးတဲ့တင်းချမ်းကုန်းတစ်ခုရှိတယ်နေကင်းကြောင်တော်6တယ်လို့တင်းချမ်းကုန်းအနီးဘယ်သူမှမဖို့မပါပဲတွားရကြဘူးနေကင်းကြောင်တော်6တယ်လို့တင်းချမ်းကုန်းအနီးကိုဘယ်သူမှအဖို့မပါပဲမတွားရကြဘူးဒီတင်းချမ်းကုန်းရဲ့တရေလွန်6တယ်ဆိုတဲ့သတင်းကရွာနီး60မှာသတင်းကြီးနေတယ်သူပြောများနေတယ်ဒီသတင်းတွေကြောင့်ဒီလန်ခီကိုမတော်ဘူးလက်ဖက်ဆိုင်ပန်းချင်းကရောဗီဒင်ဆရာကြီးကပါတားနေကြတာပါဒီအကြောင်းကိုလူစိမ်းတွေဖြစ်တဲ့မမောင်တို့တစ်ဖွဲ့လုံးကမသိကြဘူးဒါကြောင့်လဲမြက်ကန်းတစီမကြောက်အကြောင်းလည်းမရှိသွားနေကြတာဖြစ်တယ်အဲ့ဒီတင်းချိုင်းကုန်းကသူတို့သွားနေတဲ့လမ်းဘေးမှာကပ်ပြီးရှိနေတယ်အခုသူတို့ကိုစောင့်နေလေရဲ့မမောင်တို့ဆိုင်ကနေစီရှီမီးကြီးတွေအားကိုးပြီးအမောင်နဲ့တိုးဝင်ခဲ့ကြတယ်စိုးပြီးလင်းထိုင်နေတဲ့မီးအောင်ကြောင်လမ်းကိုကောင်းကောင်းမြင်နေရတယ်လမ်းကဆေးရီပြီးကွန်ကရစ်မြောင်းပြီးမှကက်လက်အတန်းတစ်ဖြောက်လေးဖြစ်တယ်မြေသားလိုက်မိမဲ့ကြောက်စရစ်တဲရောမြင်ဖို့လမ်းမို့ညနေပြင်မာတယ်လမ်းဖြတ်မြောင်းငယ်တွေလူကူတရားတွေမရှိတဲ့အတွက်လည်းကောင်းမွန်ချုံးမှုတဲ့လမ်းလို့ဆိုနိုင်တယ်လမ်းကောင်းပြီမဲ့ညဖြစ်နေတာရဲ့လီတိုးပြီးရမ်းအေးတာရဲ့ကြောင့်မမောင်သူ့ဆိုင်ကယ်ကိုရှေ့ကမမှန်လေးပဲမောင်းလာတယ်လမ်းတနေရာရောက်သူရင်အောင်ဆိုင်ကယ်ကအချိန်မြင့်လိုက်ပြီးမမောင်ဆိုင်ကယ်ကိုကြော်တက်သွားတယ်မမောင်လည်းသူ့ဆိုင်ကယ်ကြံရစ်မနေအောင်အချိန်ထပ်မြင့်တယ်ဝါနဲ့ပြန်ကွာလောက်ကပဲခွာပြီးလိုက်ခဲ့တယ်သူ့ဆိုင်ကယ်ရဲ့မီးအောင်မှာသူရင်အောင်ဆိုင်ကယ်ကကြားတရမ်းတဲ့ကောင်လိုပြေးနေတယ်မမီကဘေးတစ်စောင်းထိုင်ပြီးသူရင်အောင်ခါကိုဖတ်ထားတယ်သူမရဲ့ကိုလုံးလေးကိုသူရင်အောင်ကြောမတင်လေးခွဲပြီးလိုက်လာတယ်ဆိုင်ကယ်စီးအုပ်ထုတ်ပြင်ဘက်ကဆန်နေတွေကနောက်ဘက်ကိုတလွင့်လွင့်နေကြရုပ်ရှင်ဗီဒီယိုတွေကမင်းသားလေးမင်းသမီးဆိုင်ကယ်စီးလာတဲ့အတန်းပဲမမောင်သူရင်အောင်တို့နေရာကိုကြည့်ပြီးပြုံးလိုက်မိတယ်ဒါပေမဲ့သူ့ပြောတော့မစိုးလိုက်ဘူးသူရင်အောင်ရဲ့ဆိုင်ကယ်တစ်စုံတစ်ခုကိုတိုက်မိလေရဲ့အလျင်နဲ့တဟုန်တို့ပြေးလာတဲ့မြင်းကိုရုတ်တရက်ဇက်ဆိုးဆောက်ဆွဲလိုက်တယ်လို့ဆိုင်ကယ်တုတ်ခွနဲ့ရက်လဲကျမောင်းလာတဲ့အချိန်နဲ့သူရင်အောင်ရောသူ့ကောင်မလေးမိမိပါလေတဲ့မြောက်တဲ့ဆိုင်ကယ်ရဲ့ရှေ့လမ်းပေါ်ပြစ်ကျသွားဖြစ်သွားတာကလက်တစ်ဘက်လောက်ပဲကြားတယ်တကယ်ခဏလေးမမောင်မျက်စိထဲမှာတော့ဆိုင်ကယ်မီးအောင်ကမြင်ခွင့်ကိုရုပ်ချင်အနေပြနေသလိုကွက်ကွင်းရှင်းလင်းမြင်လိုက်ရတယ်မမောင်ဆိုင်ကယ်ကိုအမြန်ထိုးရပြီးသူရင်အောင်တို့စီပြီးသွားတယ်ကောင်မလေးနှစ်ယောက်ကလည်းသူ့နောက်ကပြေးလိုက်လာကြတယ်သူတို့ကသူတို့ငယ်ချင်းမိမိကိုပြေးထူကြတယ်သူရင်ဘာဖြစ်တော့နေလဲမမောင်သူရင်အောင်ကိုတွဲထူရင်စိုးရင်နေကြီးမိလိုက်တယ်သူရင်အောင်တကြွစုတ်သက်ညီးသွားရင်ထလာတယ်ပြီးတော့ဘာမှမပြောပဲသူ့ဆိုင်ကယ်လဲရနေစီပြေးသွားတယ်မမောင်နဲ့သူရင်အောင်နောက်ကလိုက်သွားတယ်လူဘယ်ရတော့ပြီလဲဘယ်ကလူလဲကွာသူရင်အောင်ရဲ့လန့်စကြားပြူတီပြူကြောင်အမူအရာကိုကြည့်ပြီးမမောင်မင်းလိုက်တယ်ကျွန်တော်တိုက်မိလိုက်တယ်လူလေးအသက်50မိမကြီးတရားဗျမမောင်လန့်သွားတယ်ဟာမင်းအဲ့ဒီမိမကြီးကိုတိုက်မိတာလားဟုတ်တယ်ကောင်မောင်ကျွန်တော်လည်းဂူးဆက်ကြည့်ပြီးမောင်းလာတယ်ပဲအနီးရောက်တော့မှကတ်တွေ့လိုက်တာဘလို့မှမရှောင်နိုင်တော့ဘူးဖြစ်သွားတယ်သူကလည်းဆိုင်ကယ်လာနေတာတည့်ရနဲ့ရှေ့ကိုအတင်းဖြတ်ဝင်တာကိုမမောင်နဲ့သူတွေအောင်ဆိုင်ကယ်ကိုတိုက်မိတယ်ဆိုတဲ့မိမကြီးကိုရှာကြတယ်ဒါပေမဲ့မတွေ့ဘူးရှိကိုမရှိဘူးမင်းဟာကဟောရလားသူတွေမိမကြီးကိုတိုက်မိတာဆိုရင်ရှိရမှာပေါ့သူတွေအောင်ခေါင်းကိုတယ်တိုက်မိတာတော့မှန်ပဲကိုမောင်ဒါကြောင့်တော်ဆိုင်ကယ်လေးတော့တာပေါ့နှုံးမို့ဆိုဘာမှဖြစ်เสียရကြောင်းမရှိဘူးလမ်းကဒီလောက်ကောင်းနေတာကိုလမ်းကင်းကြုံတွေ့ခဲ့တဲ့ချင်းတွေကစိတ်ချော်သွေးစရာကောင်းနေတယ်သူတွေအောင်ကမဟုတ်တာကိုဟုတ်လို့ပြီးပြောမလူစားမဟုတ်ဘူးနောက်ပြီးသူတွေအောင်ရဲ့ဆိုင်ကယ်ရှိပိန်မော်ကျိုးလိန်လိုတုံ့ခွေသွားတယ်ဒီအနေထားကအချိန်နဲ့တစ်ခုကိုတိုက်မိလို့ဒါမှမဟုတ်ဂျာတဲ့ချင်းနဲ့ကြလို့ဖြစ်မဲ့နေတာလမ်းပေါ်မှာဖျောက်ပြူးနေတယ်ပါချင်းပါချိုင်းမှမရှိဘူးဒါကြောင့်တစ်ခုကိုတိုက်မိလို့ဒါဆိုင်ကယ်ဘင်းခွေခောက်သွားတာလို့တွက်ဆနိုင်တယ်ခက်နေတာကလမ်းမပေါ်မှာတိုက်စရာရေလို့ဘာမှမတွေ့ရဘူးသူတွေအောင်တိုက်မိလိုက်တယ်ဆိုတော့မိမကြီးကရောဘဲပြောက်သွားတယ်လေမမောင်ဆက်ရှိရှုံနဲ့ခေါင်းကိုကုတ်လိုက်တယ်မင်းတို့အပေါ်အန်ဒီရဲ့ကြောက်အောင်ကိုငါမြင်နေတယ်ခမရတို့မသွားတင်ဘူးအရန်အန်ဒီရဲ့များတယ်မမောင်နားလေးကိုဗီဒင်ဆရာကြီးရဲ့တန်နဲ့လက်ဖက်ရည်ဆိုင်ပန်းရှင်ရဲ့တန်တွေတိုးဝင်လာတယ်ဖေရဖေသူတို့ပြောတဲ့ဘေးအန်ဒီရဲ့တွေ့မယ်ဆိုတာဒါများလားကန်ကြီးလို့နည်းနည်းပါပုံးပက်ယုံလေးပဲဖြစ်လို့မ
မောင်ဖျားသားလိုက်မိတယ်အန်ဒီကဒီလောက်နဲ့ပြီးဆုံးတော့တာဟုတ်ချင်မှဟုတ်မယ်အခုမှညီတန်းပြိုးလာလည်းဖြစ်နိုင်တယ်ဆိုတော့အတွေးကသူကောင်းလေးရောက်လာတယ်ဘယ်လိုရက်ဒေတာမှမသိတဲ့ထူးခြားတဲ့ဒီနေရာကအမြန်ခွာမှဖြစ်မယ်လို့လည်းဆုံးဖြတ်လိုက်တယ်ဒါပေမဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကချဲချဲဆိုလိုပျောက်ကွယ်သွားတယ်သူရင်အောက်ရဲ့ဆိုင်ကစီးမဖြစ်အောင်ပျက်စီးသွားတယ်ဒုက္ခခံပြီးတွန်းသွားရင်ရပြီမဲ့ရောက်တဲ့နေရာကမန္တလေးနဲ့ဘယ်လောက်ဝေးတယ်ဆိုတာတော့မခံမနဲ့လို့တဲ့အတွက်လက်လျှော့လိုက်တယ်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လေလောကတစ်ခွင်ပြင်လုံးကပိမ့်ပိန်အောင်မောင်မဲနေတယ်ခြေနားမှာအိမ်လာစေရလားမသိဘူးတခုတွေ့တယ်သူရင်အောင်ကအိမ်လိုလိုအရာတစ်ခုကိုမောင်ကြီးမဲကြီးထဲမှာကောင်းကင်ရောင်နဲ့တွေ့လိုက်တယ်ဆိုင်ကယ်ကိုစီသွင်းပြီးသူတို့အားလုံးအဲ့ဒီစောက်အုံစီကိုတွားကြတယ်အနည်းရောက်မှတိုင်လုံးကြီးကြီးနေနဲ့စောက်ထားတဲ့အကာအရင်လုံးဝမရှိတဲ့ပြင်းခင်းတို့မွန်စရကြီးတစ်ဆောင်ဆိုတာသိကြတယ်ဆိုင်ကယ်တွေအောက်မှာရထားခဲ့ပြီးဈေးရပေါ်တက်ခဲ့ကြတယ်အရေးကြောင်းရှိရင်ရှောင်းလို့တင်းလို့လျောင်းအနောက်ဘက်အစုံမှာဆူထိုင်လိုက်ကြတယ်ဘာမှမသိတဲ့ဒီနေရာကထွက်ခွာဖို့နီလန်းတစ်ခုပဲရှိတယ်အိမ်ကိုဖုတ်ဆက်ပြီးကားခေါ်တဲ့နီလန်းသူရင်အောင်ကားကိုတော့ခေါ်လို့မဖြစ်ဘူးသူရင်အောင်မမီနဲ့ရှောက်လိုက်နေတာသူပဲမှတိသွားမယ်တိရင်မိုးမိလောက်မယ်ဒါကြောင့်မောင်တပည့်ကျော်ဝင်းစီကိုဖုံးဆက်တယ်ဆက်တယ်မှုဧရိယာပြင်ပရောက်နေပါတယ်နောက်ကျင်ထက်ခေါ်တယ်ဆက်တယ်မှုဧရိယာပြင်ပပဲဒီကောင်ကဘယ်ကြောင်လဲသွားနေလို့ဖုံးခေါ်မရတာလေမောင်စိတ်ပြက်လက်ပြက်နဲ့ဖုံးခေါ်တဲ့လက်ကိုရက်ပစ်လိုက်တယ်ဒီအချိန်မှာပဲသူတို့တစ်ဖွဲ့လုံးတေးချောက်ခံရတာဖြစ်တယ်ဇေယျဘောတေးမတကောင်တက်လာတယ်သူရင်အောင်စလိတ်တောက်ကျင်နေပြောတာကိုကြားလို့နေသူရဲ့ဇေယျရဲ့တစ်ဖက်ဆုံးမှသွားထိုင်ပြီးမီးလေးနဲ့စလိတ်ဖွာပြတယ်ပြီးတော့ဇေယျပေါ်မှာရှီတန်ချစ်ချုံနဲ့လမ်းလျှောက်ပြတယ်နောက်တစ်ခါခြေထောက်တလုံးလုံးဆောင်နေပြီးတောင်းချမ်းသွားပြန်တယ်ကောင်မလေးတွေခမကြောက်ချလုံးလုံးတစ်ဆက်ဆက်တုံးနေကြတယ်သူတို့မပြောနဲ့တက်တီကောင်းလာပါလေဆိုတော့မောင်တို့ယောက်ျားချင်းမကြီးနေအောင်စလုံးတော့ကြက်သိမ်းပြင်းပြင်းထားပြီးရွှေတွေရွှဲနေကြတယ်မဖြစ်ဘူးဒီနေရာမှာကြာကြာနေလို့မဖြစ်ဘူးမမြန်ထွက်မှဖြစ်မယ်မောင်ဖုံးထုတ်ပြီးဝင်းကိုစီထက်ခေါ်တယ်ဒီခါတော့ဖုံးလန်းဝင်သွားတယ်ဒါပေမဲ့တစ်ဖက်ကမကန်ဘူးမောင်နောက်တစ်ချိန်ထက်ခေါ်ပြန်တယ်ဖုံးဝင်သွားတယ်တစ်ဖက်ကဝင်းကိုရဲ့အတန်ထွက်လာတယ်ဆရာဘယ်ရောက်နေလဲဖုံးဆက်တယ်မရတော့ဒီဘက်အရန်စိတ်ဟဲ့ကောင်တော်တော့ငါပြောတာပဲတတိချာနားထောင်ဒီမှာတရေချင်ရေးကြီးနေပါလေဆိုမှမင်းကလေကြောရှင်ရတယ်ဒါကြောင့်ဝင်းကိုစကားမဆုံးပြီးဟောလိုက်ရတယ်ပြီးတော့တင်ခုံလုံးမားတွေကရသလောက်ခေါ်လာခဲ့ရင်းနဲ့အစားတော်တွေကြီးလားကားတဲ့စီပြစ်ပြီးအပူကြီးလာခဲ့အခုချက်ချင်းထွက်ခဲ့အမြန်ဆုံးရအောင်လားမကြာခဏဖုံးဆက်စတာတွေကိုရေးကြီးမာကြတယ်လာမယ့်လမ်းကြောင်းကိုပြောလိုက်တယ်သူဖုံးပြောနေတော့မှပဲကောင်မလေးတွေရဲ့ငေတံပေါအောင်စူးစူးဝါလန့်ကြအော်တန်ကိုကြားလိုက်ရတယ်ဆရာဘာဖြစ်တာလဲဆရာကောင်မလေးတွေအော်တန်ကြားလိုက်ရတယ်ဝင်းကိုအော်မေးတယ်သူစက်မပြောတော့ဘူးဖုံးကိုပိတ်လိုက်တယ်သူတိတယ်ဒီလောက်ဆိုရင်ဝင်းကိုတည်အောင်သူ့ဆရာအတွက်အစိုးရင်ကြီးစိုးရင်နေပြီပြာရခက်နေလောက်ပြီဟိုမှာတရေကောင်မလေးတွေရန်ကိုကြောက်နေကြပြီဇေယျကြီးရဲ့နောက်ဘက်ကိုလက်တွေထိုးပြီးပြနေပြီမဲ့မကြည့်ရဲကြဘူးခေါင်းတွေက၃ယောက်စလုံးငုံထားကြတယ်ပါဇက်ကလည်းကြောက်တယ်နဲ့အော်သူကအော်တင်းငင်းနဲ့ငိုတွေကငိုလို့မောင်သူတို့ပြတဲ့ဘက်ကိုကြည့်လိုက်တယ်ဖြူကောင်ကြီးညအမောင်ထဲမှာလူပုံတန်းဖြူကောင်ကြီးတစ်ကောင်ကိုတင်ရှားတွေ့နေရတယ်အဲ့ဒီဖြူကောင်ကြီးဟာချုံမမဲတွေကြမှာအငွေ့တွေလွင့်တယ်လို့လွင်ပြီးသွားနေတယ်တော်လန့်တော့ပြီးတော့တခါနောက်ကျောင်းပြန်လေးလာတယ်ဖြူကောင်ကြီးလုံနေတာကသူ့ကိုမမြင်အောင်ပြနေ6လန့်နေတဲ့ဘောလုံးနေတာဖြူတရေကောင်ကြီးကသူတို့ရှိရကိုတော့မလာဘူးမလန့်မကန့်ကပဲခါတော့ကပြန်လမ်းလျှောက်ပြနေတယ်နောက်တစ်ခါထူးခြားတာကအပိုးနံကြီးအဲ့ဒီတရေကောင်ကြီးပေါ်လာတဲ့အချင်းကစားပြီးအပိုးနံကြီးတကူမခံမရဲနိုင်အောင်နမ်းနေတယ်အပိုးနံကအရင်အုပ်ကလေးဆန်စရာကောင်းတဲ့လူဒီကောင်ပိုးနံကြီးမောင်တို့အားလုံးပြုတ်ကျင်အငြင်းစိတ်ကိုမနေအောက်ထားကြရတယ်အချင်းတွေကရမ်းဆိုးဝါနေပြီဆိုတာမောင်တတိထားမိလိုက်တယ်ဖေဖော်ဝါရီဆောင်းညရဲ့တကောင်ရမှာဘာမှမတည့်ရဲ့ရက်တွေကဇေယျကြီးတစ်ခုပေါ်သူတို့ရောက်နေကြတယ်သွေးပြချာချာစရာကောင်းအောင်တရေချောက်ကန်နေရတယ်ဖြစ်နိုင်ရင်ဆိုးဝါးလာတဲ့ဒီနေရာကနေလွတ်ရသူတို့ထွက်ပြေးချင်နေကြတယ်အားလုံးအတွက်စိုးရင်စင်းနဲ့သူ့ရင်တစ်ခုလုံးပူလောင်နေတယ်အဲ့ဒီအချိန်မှာသူ့ဖုန်းကတုံးခါလာတယ်ရုတ်တရက်ဖုန်းမိလာရင်လန်တော်မှာဆိုလို့ရင်းနှုံးတန်ကိုပိတ်ပြီး vibration တုံးခါအောင်လှုပ်ထားတာဖြစ်တယ်ဆရာကျွန်တော်တို့မြောင်းကျော်တရားနေရာရောက်နေပြီတပည့်ကျော်ဝင်းကိုရဲ့အတန်းကြောင့်မောင်ဝမ်းသာတော့တယ်အေးလမ်းဘက်ကိုဖဲဆင်းလိုက်ကွန်ကရစ်ရေမြောင်းပေါ်အတိုင်းအဖျောက်ဖောက်ထားတဲ့လမ်းကိုတွေ့လိုက်မယ်အဲ့ဒီလမ်းတိုင်းလဲလာခဲ့အမြန်လာခဲ့ကြဒီမှာအချင်းကြီးရမ်းဆိုးနေတယ်ဟိမောင်ဖုံးပိတ်လိုက်တယ်ဒါကျူတက်ကမကြခင်ရောက်လာတော့မယ်အကြောင်းပြောလိုက်တယ်ဇေယျနောက်ဘက်မောင်ထဲမှာတော့တရေကောင်ကြီးကခေါက်တော့ပြန်သွားနေတယ်အော်ဂရီဆန်ဖို့ကောင်းလာတဲ့လူတေကောင်ဖို့နဲ့ကြီးကလည်းထထောင်းထနန်းဟောင်းနေတော့ပဲဘလူပဲဖြစ်ကြောက်စင်လက်စင်ကတော့အနှဲငယ်ရော့ပါတော့တယ်မောင်တို့အားလုံးရန်သူနဲ့အသေးတန်တက်ခတ်နေရတော့မှ
စစ်ကူတွေရောက်လာတဲ့တန်ကြားတဲ့စစ်သားတွေလိုခန်းစားနေရတယ်။မောင်တို့တစ်ဖွဲ့လုံးရဲ့ကြီးကကားလာမဲ့ဘက်ကမောင်လေးကိုပဲကြည့်နေကြတယ်။ကားကိုစောင့်မျှော်နေရတဲ့ခက်တဲ့အချိန်လေးဟာသူတို့အတွက်ကြာလုံးနေတယ်လို့ထင်ရတယ်။နိုင်ဝဲလောက်ကြာတော့ကားမီးရောင်ကိုစမြင်ရပြီ။မီးရောင်မြင်တာနဲ့သူ့ကားဆိုတာမောင်သိလိုက်တယ်။ဝင်းကိုစီဖုံးခေါ်ပြီးကားမီးရောင်တွေ့တဲ့အကြောင်းပြောတယ်။ကားမီးလေးတန်းကြီးကတဖြည်းဖြည်းနီးကပ်လာတယ်။ကားဆက်တန်ကြားရတဲ့အချိန်မှာတော့သူ့ကားဆိုတော့ပိုပြီးစိတ်ချလက်ချဖြစ်သွားတယ်။အဲ့ဒီအချိန်မှာဖြူကောင်ကြီးကဖြက်ကနေပြောက်ွယ်သွားတယ်။တရေကောင်ကြီးမရှိတော့တာနဲ့နန်းဟောင်းနေတဲ့လူတွေရောပုံနှံ့ကြီးလဲမနန်တော့တာတတိပြုမိလိုက်တယ်။ဈေးအကြီးကားရောက်တာနဲ့သူတို့9ယောက်စလုံးလူလုံးထွက်ပြလိုက်တယ်။ကားပေါ်ကဝင်းကိုဦးဆောင်ပြီးဒုတ်တွေကိုစီကိုင်းထားတဲ့လူ10ယောက်လောက်ဆင်းလာကြတယ်။တနေ့တည်းမီးတွေလည်းကိုစီကိုကကိုင်းဆောင်ထားကြတယ်။လူအုပ်စုအင်အားနဲ့တမီးတွေထိုးပြီးရှောက်ကြည့်တယ်။ဟာဆရာတို့ကတကယ်နေရာကိုရောက်နေတာပဲ။ဝင်းကိုတန်ကြောင့်တမီးထိုးထားတဲ့နေရာကိုလှမ်းကြည့်လိုက်တယ်။မောင်ဟာကနေဖြစ်သွားတယ်။ခေါင်းနဲ့ပန်းကြည့်ပြီးစပင်းချင်းထောင်သွားတယ်။ကျတဲ့မွေးညင်းတွေလည်းတပြင်းပြင်းထသွားတယ်။သူတို့ရောက်နေတာတင်းကျန်းကုန်းကြီးဖြစ်နေတယ်။စောစောကချုံပုံမမဲလို့ထင်တဲ့အရာတွေကလူတွေတောင်းနဲ့မျောနှံတတိယကအုပ်ဝူတွေမြေပုံတွေဖြစ်နေတယ်။တညလုံးသူတို့ရောက်ရှိနေတဲ့ဇေယျကြီးကလည်းအာတုဘတရားနာဇေယျကြီးဆိုတာသိလိုက်ကြရတယ်။ဒီတော့မှသူတို့ကိုချောက်လာနေတဲ့တဲမဟာသူတို့ရောက်နေရှိနေတာကိုမလိုလားတဲ့တင်းကျန်းဇေယျကတဲမတကောင်ပဲလို့တွေးမိလိုက်ကြတယ်။ဆိုင်ကယ်တွေကိုကားပေါ်တင်ပြီးသူတို့ပြန်လာခဲ့ကြတယ်။ကောင်မလေးတွေကိုပြန်ပို့ပေးလိုက်တယ်။စောစောကထင်းလန့်စရာကောင်းတဲ့ချင်းတွေဟာအခုတော့ကြက်ပြောင်းငယ်ပြောင်းပျောက်ကွယ်ကုန်ကြပါပြီ။အကြောက်တရားတွေလည်းသူတို့ရင်ထဲမှာတစိုးစည်းမှမရှိတော့ပါဘူး။ဒါပေမဲ့2015ဖေဖော်ဝါရီ14ရက်ချစ်သူများနဲ့မှာအလေလုံရင်ကြုံတွေ့ခဲ့ရတဲ့ခြောက်စားစရာဖြစ်ဖြစ်တစ်ခုကိုတော့မမောင်ရောသူတင်အောင်ရောမမီရောသူတငယ်ချင်းမ2ယောက်ရောဘယ်တော့မှမင်းနိုင်လည်းမဟုတ်တော့ပါဘူး